လူငယ်လေးကမြစ်ထဲခုန်ချတော့မဲ့မိန်းကလေးကိုကယ်တင်ခဲ့ပေမဲ့လည်းသူ့ရဲ့ကောင်မလေးကချစ်သူအသေးရှိနေပြီလို့အထင်လွဲပြီးတော့ဒေါသတွေထွက်ကဓာတ်နဲ့ထိုးလိုက်တော့လူငယ်လေးကပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်။ဝင်းရင်ကမရဏကဘာစီကိုသွားကနေကောင်မလေးကလက်ပြနှုတ်ဆက်တာကိုတွေ့လဲရတော့အမြန်ပြေးသွားပေမဲ့စွမ်းအားတစ်ခုကကောင်လေးကိုမရဏလောကထဲမတော်အောင်ပြန်ပြီးတော့ခေါ်လိုက်ပါတယ်။ဒီလိုဆိုတော့ကောင်လေးကတက်ရှိလောကတွေကိုပြန်ရောက်လာပေမဲ့လည်းရှုလျံကတော့ဝင်းရင်ဖြစ်နေတော့မယ်ဖြစ်ပါတယ်။ရေကန်နဲ့ခုန်ချတဲ့ကောင်မလေးကအစိတ်ရှိတဲ့ဝိုင်းကိုတော့ပြီးတော့ဝင်းရင်ဖြစ်အောင်လုပ်ပြီးရှုလံကိုအဖော်ပြပေးဖို့လုပ်နေတော့မှပဲတစေတမန်ရောက်လာခဲ့ပြီးတော့အရက်ခွက်ကိုလှည့်မြစ်လိုက်ပြီးတော့သူတို့ရဲ့အကြံဉာဏ်ကိုတားဆီးလိုက်တာဖြစ်ပါတယ်။ကမာလီကတည်သွားရင်တော့မှရှုလံနဲ့မတွေ့နိုင်တော့ဘူးလို့ပြောလိုက်တာဖြစ်ပြီးတော့အကြံပေါ်လာခဲ့ပြီးတော့အသက်ရှင်နေဆိုရင်ဟူတဝေကိုရှာရမယ်လို့လည်းပြောပါတယ်။ဟူတဝေကမင်းကိုလူရက်ပြီးတော့တတ်ခဲ့တဲ့ဓမြဟူရဲ့သားလို့ပြောလိုက်ပြီးနှစ်ယောက်သားဟူတဝေကိုသွားပြီးတော့ရှာကြပါတယ်။ဟူတဝေကတခြားသူတွေရဲ့ဆိုင်းဘုတ်တွေကိုရိုက်ချိုးနေတာဖြစ်ပြီးတော့အဖိုးကိုအနိုင်ကျင့်ကရိုက်နှက်လို့နေပါတယ်။တောင်မြင်တဲ့အခါမှာတော့ရှူလျံကဒေါသအရန်ထွက်နေပြီးအဖိုးကိုချက်ချင်းအစွမ်းနဲ့ကူညီလိုက်ပါတယ်အဖိုးကိုလည်းချက်ချင်းပဲအားကောင်းလာပြီးတော့ဟိုတဝိကိုလက်သီးတစ်ချက်ထိုးကတွန်းထုတ်လိုက်ပြီးတော့အမေဖြစ်သူတော်မှမမိအောင်ထိုးလိုက်ပါတယ်ကမာလီကလည်းပျော်ရွှင်စရာကောင်းတယ်လို့အော်ပြောခဲ့တာဖြစ်ပြီးဟိုတဝိကလည်းကြောက်လန့်ပြီးတော့အမြန်ထွက်ပြေးခဲ့ပါတယ်ရှူလျံအဖိုးကိုခန္ဓာကိုယ်လေးကနေပြန်ပြီးတော့ထွက်လာခဲ့ပါတယ်ဟိုတဝိလူသက်မှုနဲ့ဖမ်းဆီးထောင်ချခြင်းမခံရတာကြောင့်ပဲဟိုတဝိကိုပညာပေးဖို့အတွက်အကြံစီတစ်ခုချမှတ်ပါတယ်အခုအစိုးရကဟိုတဝိကိုဖမ်းနိုင်အောင်ဟိုတဝိပုံစံလုပ်ပြီးတော့မှအပြင်ကိုထွက်ပြီးတော့လူရဲကြမှာပါတခြားလူတွေကိုအနိုင်မကျအောင်သူ့ကိုထောင်ထဲထည့်ရမှာဖြစ်ပါတယ်ဟိုတဝိပုံစံဟန်ဆောင်ပြီးတော့မှရွှေလုံးလေးကိုယူပြီးတော့အရာရှိနဲ့စစ်တီတွေရဲ့ရှင်မှာတမင်ဟန်ဆောင်လိုက်ပါတော့တယ်အရာရှိနဲ့စစ်တီတော်တွေကသူ့လိုမောက်မာတဲ့လူကိုတခါမှမမြင်ဘူးတာကြောင့်ပဲဟိုတဝိကိုအိမ်ထိလိုက်ပြီးတော့ချက်ချင်းပဲဖမ်းခဲ့ပါတယ်ဟိုတဝိအိမ်မှာထိုင်နေတဲ့အချိန်အရာရှိနဲ့စစ်တီတွေကရွှေချောင်းတွေတဲလာပြီးတော့ဖမ်းသွားကြပါတယ်ဒီတစ်ခေါက်တော့တက်တီတွေနဲ့လာကြောင့်ပဲဟိုတဝိဟာသူ့ကိုယ်သူခုခံကာဝယ်ဖို့တဲ့နီလန်လည်းမရှိတော့ပါဘူးဟိုတဝိကိုဖမ်းပြီးတော့ခေါ်သွားကြမယ့်အချိန်တားပြစ်သူထွက်လာခဲ့ပြီးတော့သူ့ရဲ့အဖေကလုံခြံခံရတာလို့ပြောပါတယ်အဖေကကျွန်တော်ကိုဆေးကုပေးဖို့အတွက်ဆရာဝန်စီကိုသွားပြီးမြဲဆရာဝန်ကအဖေစီကပတ်စံနေလင်ပြီးကျွန်တော်ကိုဆေးမကုပေးတာကြောင့်ပဲအဖေဟာနောက်နေ့ကျတော့ဆရာဝန်ဖိုးကြီးကိုသွားရှာပြီးတော့ရိုက်တာလို့ဆိုပါတယ်ရှူလန်ကကောင်းလေးရဲ့စကားကိုကြားပြီးတော့အပြစ်ရှိသလိုခံစားလိုက်ရပြီးဟိုတဝိကိုထိခိုက်စေဖို့အတွက်မမျှော်လင့်ထားတာကြောင့်ပဲစင်မကောင်းဖြစ်သွားပြီးတော့ရွှေချောင်းတွေကိုကြောက်တုံးဖြစ်ပြောင်းလဲလိုက်ပါတော့တယ်အခုဆိုရင်တော့တက်တင်မလုံလောက်တော့တာကြောင့်ပဲခရိုင်တရားသူကြီးကသူ့ကိုအပြစ်မရှိဘူးဆိုပြီးတော့လွှတ်ပေးခဲ့ပါတယ်ရှူတန်ကကောင်မလေးကိုအကြောင်းစုံတေချာရှင်းပြလိုက်ပါတယ်။ဒါဖြစ်သူကိုစေကူပေးဖို့တဲ့ဟူဒဝေအလုပ်သွားလို့ရမှာဆိုပေမဲ့လည်းဟူဒဝေကသားနဲ့ခွဲဖို့အတွက်ဝင်လေးလို့နေတာပါ။နေဆိုင်လာတဲ့တားဖဆက်ဆံရေးကိုမြင်လိုက်ရတော့ရှူလန်ဟာတနာသွားခဲ့ပြီးအသက်ပြန်ရှင်ဖို့တဲ့မြေရောက်ကဘာကိုမတော်တော့ဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်။ဝိညာဉ်တဏ္ဍမန်ကိုလည်းသူ့ကိုမြေရောက်ကဘာကိုမခေါ်နိုင်မှုတဲ့တိုင်မှာခြိထားလိုက်တာဖြစ်ပြီးတော့ဝိညာဉ်တဏ္ဍမန်မလို့တည်းဟူဒဝေသားကလုံခြုံနေမှာပါ။သားလေးဘလို့နေလေအဖေကျွန်တော်နေကောင်းသွားပြီ။အေးကောင်းတယ်အရင်ကောင်းတယ်ခဏနေတော့မြေရောက်ကဘာကတစီတမန်ရောက်လာပြီးတော့ဟိုတဝေးရဲ့သားတက်တန်းကိုတိုးခဲ့တဲ့အကြောင်းပြောပါတယ်။ဒါပေမဲ့လေရှူလင်ကတော့ကဘာကိုတဖန်ပြန်လည်ရရှိဖို့အတွက်အခွင့်အရေးတွေလက်လွတ်သွားခဲ့တာပါ။တစီတမန်ကတော့ငရဲဘရင်အမိန့်ကိုနာခံပြီးတော့မှရှူလင်ကိုမြေရောက်ကဘာကိုခေါ်ဆောင်မှုကလွဲပြီးတော့ရွေးချယ်စရာလမ်းလည်းမရှိတော့ပါဘူး။တစီတမန်ကရှူလင်ကိုကဘာကြီးစီကိုအကြိမ်များစွာပြန်လာနိုင်အောင်ကူညီပေးခဲ့တဲ့အတွက်ငရဲဘရင်ကသူ့ကိုအလုပ်ထုတ်လိုက်ပါတော့တယ်။ရှူလင်မင်းကကောင်းရင်စီးမြင့်တွေကိုအကြိမ်ကြိမ်ချိုးပေါက်တယ်။မင်းရဲ့ပြစ်မှုတွေကိုခွင့်မလွှတ်နိုင်ပေမဲ့မင်းကမြေရောက်ကဘာကတရက်တစီလေးမဟုတ်သလိုလူပြည်လည်းပြန်လို့မရတာကြောင့်မင်းကိုခိတ္တအကျဉ်းချထားလိုက်မယ်မင်းရဲ့စွမ်းနေကုံဆုံးသွားရင်မင်းရဲ့ဝိညာဉ်ဟာတဘာဝတိုင်းပြန်တန်းသွားပြီးနေပြည်ငရဲပြည်နဲ့လူပြည်ကနေထာဝရပျောက်ကွယ်သွားလိမ့်မယ်လူလောကမှာကောင်မလေးကအချိန်တွေကိုသိရှိပြီးတဲ့နောက်မှာတော့ရှူလျံကိုကယ်တင်ဖို့တဲ့နီလန်းရှာဖို့ဖခင်ဖြစ်တဲ့သူကိုတောင်းဆိုနေပါတယ်လူတယောက်ကပြဆက်ယုံမီးလောင်မှုအကြောင်းကိုပြောပြနေပြီးမီးလောင်သူတွေကိုကယ်တင်ခဲ့တာကရှူလျံဖြစ်တယ်လို့လူတွေသိသွားတဲ့အခါမှာတော့ရှူလျံအတွက်ဆူတောင်းပေးဖို့ဖခင်အကြောင်းကိုသွားကြပါတယ်နတ်ဘုရားကအစွမ်းနဲ့ကောင်မလေးရဲ့ကိုယ်ထဲဝင်မှုပြီးတော့ဧပြီလ18ရက်နေ့မှာရှီကန်ထဲမှာကောင်မလေးပေါ်လာမယ်လို့ပြောကြားခဲ့ပြီးကောင်မလေးကိုယ်ထဲကနေထွက်သွားတော့ကောင်မလေးလေးမူးလေးသွားခဲ့ပါတယ်။နတ်ဘုရားကူညီကြောင့်ပဲတစေတမန်နဲ့ရှူလျံတို့တွေပြန်ပြီးတော့လွတ်လာခဲ့တာဖြစ်ပြီးငရဲပင်ကရှူလျံကိုဧပြီလ18ရက်နေ့မှာရှမ်းရွှံရေကန်ကိုသွားဖို့တဲ့ပြောခဲ့ပြီးတော့ကဘာကိုပြန်ဖို့သူ့ရဲ့နောက်ဆုံးအခွင့်အရေးလို့လည်းထပ်ပြီးတော့ပြောခဲ့ပါတယ်။ရှူလျံပြန်လာမယ့်နေ့မှာကောင်မလေးနဲ့သူ့ရဲ့တငယ်ချင်းတွေကဝမ်းသာအားရနဲ့ရေကန်ကိုလာကြိုကြပေမဲ့ရှူလျံပြန်လာတာကိုမတွေ့တာကြောင့်ပဲကောင်မလေးဟာလှည့်စီးပြီးတော့ရေကန်အလဲကိုလိုက်လာခဲ့ပါတယ်။ခဏနေတော့အဖြူရောင်မျိုးကိုတစ်ခုကလွှင့်စင်လာခဲ့ပြီးတော့ကောင်မလေးမရဏကဘာကိုရောက်လာခဲ့ပါတယ်။မရဏကဘာကိုအသက်ရောက်လာတဲ့သူကကောင်မလေးဖြစ်နေပါတယ်။ဘာလို့သူမှဖြစ်နေတာပါလဲ။မင်းတို့နှစ်ယောက်ဘဝကအတူတူရှိလို့မရဘူး။မင်းဟာသူ့ရဲ့ထိုးထားတဲ့ဓာတ်ကိုထားခဲ့ပြီးလူရဲ့အသက်ကိုလည်းအခုချိန်ကြီးရှိအောင်လုပ်ခဲ့တာ။မင်းတို့နှစ်ယောက်လက်မထက်ရင်အတူနေလို့မရဘူး။ကောင်းကင်ဘုံရဲ့အလိုတော်ရမင်းတို့နှစ်ယောက်ဒီဘဝမှာအတူတကွနေလို့မရဘူး။ရှူလျံဟာကောင်းကင်ဘုံရဲ့အလိုတော်ကိုဆန့်ကျင်ပြီးကောင်မလေးကိုတော့မရဏလောကတွေကိုမလာခိုင်းမနဲ့ကောင်မလေးရဲ့ဝိညာဉ်ကိုဆွမ်းအားသုံးပြီးတော့မှလူပြည်ကိုပြန်ပြီးတော့ပို့လိုက်ပါတယ်။ကောင်းကင်ဘုံရဲ့အတူတူပေါင်းစပ်လို့မရတဲ့အလိုတော်ကြောင့်ပဲကောင်မလေးဟာအသေးတွေကွဲခဲ့ရပါတယ်။
ရှိုလျံကတည်ဆုံးသွားခဲ့ပြီးတော့လူပြည်ကိုပြန်လာဖို့တဲ့မဖြစ်နိုင်တော့ဘူးလို့ဖခင်ဖြစ်တဲ့သူကကောင်မလေးကိုပြောပြပါတယ်။အနောက်မှာတော့ကောင်မလေးဟာမပြောရှင်တော့ဘဲနဲ့တီလာရှင်ဝင်းဖို့စိတ်ကူးခဲ့ပြီးမြို့တရီရဲ့တာဖြစ်တဲ့သူဖန်ကအဲ့ဒီအကြောင်းကိုသိတဲ့အခါမှာကိုတက်တည်ဖို့မြစ်သေးကိုခုံချခဲ့ပါတယ်။အဲ့ဒီကတော့ကောင်မလေးမရဏလောကကနေလူပြည်ကိုပြန်ရောက်လာတဲ့တကားဖြစ်ပြီးတော့တရေသားရည်တဲ့ခုံချတာမသိဘဲနဲ့ပြန်ပေါ်လာတော့အဖေဖြစ်တဲ့သူကကောင်မလေးကိုတရေသားနဲ့လက်ထပ်ပေးခဲ့ပါတယ်။မမျော်လင့်ပဲဖန်ကတရေရဲ့တာမဟုတ်ဘဲနဲ့ရှိုလျံဖြစ်နေပါတယ်။အခုအိမ်တော်ကြီးကကောင်းကင်နယ်ဘုရားရဲ့ဆုလက်တစ်ခုဖြစ်ပြီးတော့မှကောင်းကင်နယ်ဘုရားကရှိုလျံကျင်းနာတာကိုမြင်ပြီးလူပြည်မှာအနှစ်30ဆက်လက်နေထိုင်ခွင့်ပြုဖို့အတွက်တတိယသားခဏကိုကြီးငှားခဲ့တာပဲဖြစ်ပါတယ်။